လူတွေမေးကြတယ်ဘယ်သူကမင်းတွေ့ရဲ့ကြည်ဆုံးလဲမပြုံးပြီးဖြေလိုက်တယ်အဖြေကမင်းတယောက်တည်းပဲနေရတွေ့ပဲလောက်ပြောင်းပြောင်းရင်တွေကခံစားချက်မပြောင်းဘူးမျက်နှာများစွာတွေ့ခဲ့ပြီမယ်ငါရွေးချယ်ခဲ့တာမင်းပဲဘယ်လောက်ပဲဝေးကွာနေပါစေစိတ်ကတော့မင်းစီမှာအချစ်ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကမင်းဖြစ်လာတယ်နှလုံးသားရဲ့ဖြစ်မင်းရောက်တဲ့ပဲဘယ်သူကိုမှမရွေးပဲမင်းကိုပဲရွေးခဲ့တယ်အချစ်တွေကိုဆုံးသွားရင်တော့မပြောင်းလဲနိုင်တဲ့ချစ်ငါနှလုံးသားရဲ့ဖြစ်ကမင်းတယောက်တည်းပဲချစ်တွေဆုံးတဲ့ညတိုင်းမှာမင်းချောင်းပဲတွေ့မိတယ်အိမ်မတိုင်းရဲ့ဆုံးမှာမင်းပြုံးလေးကိုတွေ့ရတယ်ဝါလာမဘယ်လောက်ခက်ခဲခဲမင်းနဲ့ဆိုချမ်းခိုင်နိုင်တယ်ငါနာခဲ့ရဲ့ပုံရိပ်ထဲမှာမင်းပဲမြဲရှိနေတယ်နောက်တစ်ချိန်ပြန်ရွေးရရင်လေမင်းကိုပဲထည့်ရွှေ့မယ်လုံးသားကဆုံးဖြတ်ထားတဲ့အဖြေက